TikTok မှာပို့မှားဖြတ်မိလိုက်တယ်ကိုတင်ထားတဲ့ပို့ကိုဖြတ်မိလိုက်တယ်ဒါပေမဲ့အဲ့ဒီပို့ကိုပြန်လိုချင်တယ်ဆိုရင်ဘယ်လိုယူရမလဲဆိုပြီးမေးတာโอเคအဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါလေးကိုဖြေပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့က TikTok setting တွေကိုဝင်လိုက်ပါကိုယ့်ရဲ့ TikTok account တွေကိုဝင်ပေါ့နော် TikTok setting တွေကိုဝင်တဲ့နေရာကိုယ့်ရဲ့ account wall တွေကိုဝင်ဟိုထောက်မှာဒီထောက်မှာအကြောင်းလေး၃ချောင်းပါတယ်အဲ့အကြောင်းလေး၃ချောင်းအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ TikTok setting တွေကြာလိမ့်မယ်အများကြီးတယ်ပေါ့နော်အဲ့ setting တွေရဲ့ဟိုအောက်မှာတွေ့လား setting and privacy ဆိုပြီးတော့ဒီမှာရှိတယ်အောက်ဆုံးမှာအဲ့ကောင်လေးကိုလည်းလေးနဲ့တစ်ချက်โอเคအဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီအပေါ်မှာ manage post ဆိုတာလေးပါတယ်တွေ့လားအပေါ်ဆုံးမှာအဲ့ manage post ဆိုတဲ့ဒီစာတန်းလေးကိုလည်းလေးနဲ့တစ်ချက်ထောက်ပါအပေါ်ဆုံးကဒါလေးပေါ့နော်โอเคအဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ resend delete ဆိုတာလေးပါတယ်ပေါ့နော် delete ဆိုတာလေးအဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးပါကျွန်တော်လက်ညှိုးလေးနဲ့ထောက်ပြထားရယ်နော်အဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒါမျိုးတွေကြာလိမ့်မယ်ဒီထဲမှာကျွန်တော်တို့ကဘယ်ပို့ကိုပြန်ယူချင်တာလဲပေါ့နော်ကိုဖြတ်ထားတဲ့ပို့တွေကအဲ့တော့ကိုပြန်ယူချင်တဲ့ post တစ်ခုကိုကျွန်တော်တို့ကလက်လေးနဲ့ထောက်လိုက်ပါအဲ့လိုကျွန်တော်တို့ဒီကိုဖြတ်ထားတဲ့ဗီဒီယိုတွေအများကြီးပြလိမ့်မယ်အဲ့အများကြီးတွေကမှာကိုပြန်ယူခြင်းတဲ့ post တစ်ခုကိုလက်လေးနဲ့ထောက်ပြီးသွားပြီဆိုရင်ဟိုအောက်တောင်းမှာတွေ့တာဒီနားလေးမှာ restore ဆိုပြီးတော့ဟိုအောက်မှာပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ restore ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคအဲ့ဒါဆိုလို့ရှင်တော့လူကြီးမင်းတို့မှားဖြတ်မိတာပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့ TikTok account ထဲမှာတင်ပြီးသား post တစ်ခုကိုဖြတ်ပြီးတာပဲဖြစ်ပေါ့နော်အဲ့လိုတွေဖြတ်ပြီးသား post တွေကိုကျွန်တော်တို့ရဲ့ဒီ account wall ထဲမှာပြန်ရောက်လာပြီပဲဖြစ်ပါတယ်ပြန်ယူပြီးသားဖြစ်သွားပြီပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ်တမင်တကာပဲဖြစ်ဖြစ်ဘလို့ကြောင့်ပဲဖြစ်ဖြစ် post တွေကိုဖြတ်မိသွားတယ်ဆိုလို့ရှင်အဲ့ဖြတ်ပြီးသား post ကိုကျွန်တော်တို့ဒီလိုနည်းနဲ့ပြန်ယူလို့ရပါတယ် Facebook TikTok ဖုန်းတွေနဲ့ပတ်သက်တဲ့ service error ဘာပြဿနာမျိုးပဲဖြစ်ခဲ့ကျွန်တော်စီမှာလာရောက်မေးမြန်းစုံစမ်းလို့ရပါတယ် service လည်းအဲ့လိုရပါတယ်ကျွန်တော်ရဲ့ဆိုင်ရာမန္တလေးမြို့မှာပါ